ဟုတ်ကဲ့မင်္ဂလာပါခုနကျွန်တော်တို့မိုးရဲဘက်မှာအစာအုပ်စောက်ချင်းလုပ်ငန်းနဲ့ပတ်သက်ပြီးဆက်လက်ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ခုလိုမျိုးပေါ့နော်ဒါကတော့ဒီနေ့ကတော့နေတာနေရပေါ့ကျွန်တော်နေတာရဲ့နေ့ကိုကျွန်တော်တို့တစ်ချက်ချိန်ပြီးတော့မှဒီလိုအမိုးချင်းလုပ်ငန်းတွေဆိုရင်ဒါဆိုမိုးနေတာပေါ့မိုးချင်းလုပ်ငန်းတွေဆိုရင်ကျွန်တော် route outside တုတ်ချင်းဆေးတုတ်ချင်းလုပ်ငန်းဟလာကျွန်တော်တိုင်းတင်ချင်းလုပ်ငန်းဟလာဒီ roofing လုပ်ငန်းနော်အမိုးချင်းလုပ်ငန်းတွေကိုကျွန်တော်တို့ wedding ဆော်ချင်းလုပ်ငန်းတွေတွဲလာပါတယ်အပေါ်မှာ electrical သုံးရတာရှိတယ် electrical hazards တွေမဖြစ်အောင်ကျွန်တော်တို့ကမိုးတွင်းမှာဆိုရင်တော့တအားထိမ့်သိမ်းရခက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီအမိုးပေါ်မှာတက်ပြီးတော့ကျွန်တော်တို့ wedding ဆော်မယ်ဆိုရင်ဒီမိုးတွင်းဘက်မှာအန်ရလွန်များပါတယ်ဒါမျိုးတွေကိုရှောင်ကျဉ်ပြီးတော့ယာသီလူကောင်းတဲ့အချိန်မှာကျွန်တော်လုပ်ရအဲ့တော့ကျွန်တော်တို့က schedule ပိုင်းနဲ့ပတ်သက်ရင်တော့မိုးတွင်းဒီပုံမှန်ပွင့်လင်းရာသီပေါ့နော်ຫນွေဘက်လို့ဆောင်းဘက်လို့တော့ကျွန်တော် working schedule ကိုကျွန်တော်က duration ကတော့ပိုများတာပေါ့နော်မိုးတွင်းကတခြားယာသီဥတုတက်ဆိုင်တော့ဒါမျိုးလေးတွေရှိပါတယ်ဘာဖြစ်လို့ကျွန်တော် wedding ပိုင်းတွေပါလဲ electrical အသုံးပြုရတာတွေပေါ့ site usage တွေပါတဲ့အတွက်ကျွန်တော်တို့ကအရင်သတိထားရပါတယ် safety ဘိုင်းကိုလည်းတအားသတိထားရပါတယ် electrical ဘိုင်းအောင်ပေါ့နော်အားလေးတစ်ချက်ရှိပါတယ်ရှုံကြည်မှုနဲ့အရေးသွေးရင်းခံဟေးပဲ